မင်္ဂလာပါကျွန်တော်တို့ဒေါက်တာဖုန်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဖုန်းနဲ့ချိတ်ဆက်ပြီးတော့နားရဲကိုကြည့်လို့ရတဲ့ကင်မရာတေးသေးလေးတွေအကြောင်းကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ငငယ်ရဆိုရင်ပေါ့နော်နားရတဲ့အခါနားရဲကိုကျွန်တော်တို့တစ်ခုခုဝင်သွားတဲ့အခါဖုန်းတဲတွေဝင်သွားတဲ့အခါเนาะခဲလုံးလေးတွေเนาะခဲပြက်လေးတွေဝင်သွားတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့လူကြီးတယောက်ကိုကြည်ခိုင်းနေပေါ့နော်ကြည်ခိုင်းပြီးတော့ခါကြတော့အတွင်းထဲမှာထုတ်လို့ရနိုင်မဲ့အနေအထားမျိုးထုတ်ဖို့လွယ်တဲ့အနေအထားမျိုးဆိုလို့ရှိရင်အဲ့တော့လူကြီးတွေကပဲကျွန်တော်တို့နားကော့လေးနဲ့ထုတ်ပေးတာပေါ့နော်အခုကကြတော့ကျွန်တော်နည်းနည်းတော့ခင်မိသွားပြီပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်နားရဲကိုဒီလိုမျိုးပေါ့နော်ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ကြည့်လို့ရတဲ့ကိရိယာလေးပေါ်နေပြီပေါ့နော်ဒီကိရိယာလေးတွေကတော့ကျွန်တော်တို့ဘလို့အသုံးပြုလဲဆိုတာလေးတွေရောသူတို့ရဲ့ကောင်းတဲ့အကွက်သူတို့ရဲ့ဆိုးတဲ့အကွက်လေးတွေကိုကျွန်တော်ကပြောသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်ကြရအောင်နော်အရင်ဆုံးသူ့မှာပါတဲ့ပစ္စည်းလေးတွေကိုကျွန်တော်တို့အရင်ဆုံးကြည့်ရအောင်ပေါ့နော်သူ့မှာပါလဲဆိုတော့ကျွန်တော်ဒါလေးဖွင့်လိုက်မယ်ဒါကတော့သူ application နဲ့ချိတ်ဆက်ဖို့အတွက်ပေါ့နော်ဒါလေးကို QR code scan ဖတ်ပြီးတော့ application ကိုဖုန်းထဲမှာ download အတွက် QR code လေးပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီထဲမှာပါတာကတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီကဟိုပါပေါ့နားရဲကိုကြည့်လို့ရတဲ့ကင်မရာလေးကတော့ဒီထိပ်မှာပါတယ်ပေါ့နော်ဒီထိပ်မှာပါတယ်ပြီးရင်ဒီထိပ်ကကျွန်တော်တို့နားကလော်တန်လေးတွေကိုပြောင်းပြီးတော့သုံးလို့ရတဲ့ဟာလေးတွေပေါ့နော်ဒါလေးကတော့ကျွန်တော်ဒီမှာပြန်ပြီးတက်ထားလိုက်မယ်တက်ထားပြီးတော့ဒါကတော့ကျွန်တော်တို့ဖွင့်တဲ့ခလုတ်ပေါ့နော်အဲ့တော့ဒါလေးပါမယ်ပြီးရင်ကျွန်တော်တို့အားတင်ဖို့အတွက်ဒါ USB Type C ကြိုးလေးပါမယ်ပေါ့နော် Type C ပေါက်ကတော့ကျွန်တော်ဒီမှာပါတာပေါ့နော်ဒီမှာပါတာအဲ့တော့ဒါလေးကတော့ကျွန်တော်တို့နားကလော်တဲ့အခါသုံးတဲ့အတွက်ပိုပစ္စည်းလေးတွေပေါ့နော်ဒါလေးကတော့အောက်လိုင်းလေးကပိုပစ္စည်းနှစ်ခုပါတယ်ပေါ့နော်ဒါနားကလော်ဖို့အတွက်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒီပစ္စည်းလေးတွေဝယ်မယ်ဆိုရင်ဒါလေးတွေပါလာနိုင်တယ်လို့ညွှန်လင်းလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာလေးတွေကိုအသုံးပြုဒီချိတ်ဆက်ပြီးတော့အသုံးပြုတဲ့နည်းလေးကိုကျွန်တော်တို့တစ်ခါလေးပြပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့အရင်ဆုံးတော့ဖုန်းတစ်လုံးလိုမယ်ပေါ့နော်အဲ့ဖုန်းကိုကျွန်တော်တို့ဒီကနေပြီးတော့ application ကိုထောင်းမယ်ပေါ့နော် Wi-Fi တော့ချိန်ပြီးသားပေါ့နော်ချိန်ပြီးသားဆိုတော့ကျွန်တော်ကင်မရာလေးကိုဖွင့်လိုက်မယ်ဒီဒါလေးကို scan ဖတ်လိုက်မယ်ပေါ့နော် scan ဖတ်လိုက်ရင်သူ့ရဲ့ဒါ application လေးကိုကျွန်တော်တို့ down မှာဖြစ်ပါတယ်ဒီ application ကိုရသွားပြီဆိုလို့ရှိရင်တော့ဒီ cloud လေးကိုကျွန်တော်တို့ဖိထားရပါမယ်ဖိထားလို့ရှိရင်ဒီလိုအလင်းလေးပြလာမှာပေါ့နော်အလင်းလေးတွေပြလာပြီဆိုရင်ကျွန်တော်တို့ Wi-Fi ကိုတွားရမှာပေါ့နော် Wi-Fi နဲ့ကိုဝင်မယ် Wi-Fi နဲ့ကိုတွားမယ်ပေါ့နော်တွားပြီးလို့ရှိရင်ကျွန်တော်ကဒီမယ်ဒါ B-pad ပေါ့နော် B-pad ဒါလေးကို join ရမှာပေါ့နော်ဒါလေးကို join ရမယ်ဒါမချိတ်တာချိတ်သွားပြီနော်ချိတ်သွားပြီဆိုကျွန်တော်တို့ခုန application တွေကိုပြန်ဝင်မယ်ပြန်ဝင်မယ်ဆိုဒါကျွန်တော်ရသွားပြီပေါ့နော်ရသွားပြီဆိုဒါကျွန်တော်တို့ဒါကြည့်လို့ရသွားပါပြီဒါကျွန်တော်ဒါကြည့်လို့ရသွားပြီနော်အဲ့တော့ကျွန်တော်တို့ဒါမို့ဆိုရင်ဒါအဆင်ပြေသွားပြီပေါ့နော်ကဲကျွန်တော်တို့အခုဒီထဲမှာပါဝင်တဲ့ပစ္စည်းလေးတိပြီးချိတ်တဲ့နီလည်းတိသွားပြီဆိုတော့ကျွန်တော်နားထဲမှာဘာတွေရှိလဲဆိုတာကိုကျွန်တော်ဒီဟာလေးနဲ့ကြည့်ရအောင်ပေါ့နော်ကျွန်တော်ကဒီထိတ်ကနားကလော်တဲ့အတန်ကြီးပေါ့နော်အဲ့ဒါကြီးကိုတော့ကျွန်တော်ဖြုတ်လိုက်မယ်ဘာလို့ဆိုတော့ကျွန်တော်နားထဲကိုထိုးမိမှကြောက်လို့ပေါ့နော်ကျွန်တော်အခုဒီပုံစံတိုင်းလေးပဲကြည့်လိုက်မယ်ပေါ့နော်ဘာဖြစ်လို့အဲ့ဒါကြီးကိုဖြုတ်လဲဆိုတာပြီးရင်ကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့အခုနားထဲကိုကြည့်ရမယ်ပေါ့နော်ကြည့်ပြီးဆိုတော့ကျွန်တော်နားထဲမှာဘာရှိလဲကြည့်ရအောင်တွေ့တော့မလဲဘူးဗျဒီမဲ့နော်ဒါကျွန်တော်ရဲ့ဒါနားစီကိုမြင်ရပြီကျွန်တော်ရဲ့နားစီကိုမြင်ရပြီအပေါ်မှာအဲ့ဒီအဖြူဆန်လေးပေါ့နော်အဖြူဆန်အချောင်းလေးကဒါအယိုးနုအချောင်းလေးဥစ္စာနားစီပေါ့နော်နားစီပြီးတော့ခါကြတော့တွေးကြောလေးလည်းမြင်ရတယ်ဒီထဲမှာဆိုကျွန်တော်တို့သပင်မွေးတမွေးရှိရပေါ့နော်ဒါကျွန်တော်မထုတ်ပါဘူးဒါကျွန်တော်ပြပေးတာပါနော်အဲ့တော့လောက်ဆိုရင်တော့ဒါဘယ်လိုဖြစ်လဲဆိုတာကိုကျွန်တော်တို့နည်းနည်းသိမှထင်ပါတယ်နော်အဲ့တော့ဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာခလုတ်လေးရှိတယ်ဗျခလုတ်လေးရှိတယ်ဒီခလုတ်လေးကိုနှိပ်လိုက်လို့ရှိရင်တော့ဒါဓာတ်ပုံရိုက်တာပေါ့နော်ဓာတ်ပုံရိုက်လို့ရတယ်ဒီခလုတ်လေးကိုနှိပ်တာပေါ့နော်ဓာတ်ပုံရိုက်တယ်ဥပမာထားပါတော့ကျွန်တော်ကဒီဟာလေးကိုကျွန်တော်ပြထားတယ်ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင်ဒါလေးကိုနှိပ်လိုက်လို့ရတယ်ဗီဒီယိုရိုက်ချင်တယ်ဆိုရင်တော့ဒီဘက်ကိုရွှေ့လိုက်ပေါ့နော်ဒီမှာဗီဒီယိုဘက်ကိုရွှေ့လိုက်ပေါ့နော်ရွှေ့လိုက်ပြီးတော့ဒါဗီဒီယိုရိုက်ထားလို့ရတယ်ပေါ့နော်ဒါကျွန်တော်နားကြည့်တဲ့ဥစ္စာလေးကိုကျွန်တော်ဗီဒီယိုရိုက်ထားမှာဖြစ်ပါတယ်ကျွန်တော်ပြပေးမယ်ပေါ့နော်ဒါဗီဒီယိုရိုက်ထားတာနော်ကြည့်ရအောင်နော်ဒါဆိုရင်ဒါအတွင်းထဲကိုကျွန်တော်ဒါကြည့်နေရနော်ကြည့်နေတာကဲဒါခုနကျွန်တော်ရဲ့နားစီပေါ့နော်နားစီကိုမြင်ရတယ်
နားစီကိုလည်းမြင်ရတယ်အဖြူချောင်းလေးပေါ့နော်ဖြူဆန်လေးအဲ့ဒါလေးကတော့အယူနူလေးပေါ့နော်အကြားအယုံတွေအုံနောက်ကိုတည်ပြီးရဲ့အယူနူလေးသပင်မွေးလေးတမွေးရောနားထဲမှာရောက်နေရပေါ့နော်ဒါကျွန်တော်မဖဲပါဘူးဒါဒီဟာနဲ့ဖယ်လို့ရှိရင်အန်နေများပါတယ်ကဲအဲ့ဒါဆိုရင်ဒါလေးအသုံးပြုနည်းကိုကျွန်တော်တို့သိပြီးထင်ပါတယ်အဲ့တော့ကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ဒီဥစ္စာလေးရဲ့ကောင်းတဲ့အချက်ကိုအရင်ပြောတာပေါ့နော်ကောင်းတာကတော့ तू ကကျွန်တော်တို့ဒီတိုင်းဆိုရင်ကျွန်တော်နားတွေကိုကျွန်တော်ဘလို့မှမြင်နိုင်စရာအကြောင်းမရှိပါဘူးဒါလေးနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်နားတွေကိုကျွန်တော်ကိုယ်တိုင်မြင်ရတယ်အဲ့ဒီချက်ကောင်းပါတယ်နောက်တစ်ခုကဓာတ်ပုံရိုက်ထားလို့ရတယ်ဗီဒီယိုရိုက်ထားလို့ရတယ်ပေါ့နော်ဓာတ်ပုံရိုက်ဗီဒီယိုရိုက်ပြီးအမှတ်တမ်းတင်ထားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဓာတ်ပုံကိုပြန်ကြည့်လို့လည်းရတယ်အမှဘယ်တော့ကတော့ငါနားရောင်နေတယ်ဘယ်တော့ကကြတော့ငါတို့မရောင်တော့ဘူးဆိုတာလည်းကျွန်တော်သိနိုင်တယ်ပေါ့နော်ဗီဒီယိုရိုက်ထားလို့ရှိရင်လည်းဒီနားအဝကနေပြီးတော့ဟိုနားတီထီကိုကျွန်တော်တို့မြင်ရနိုင်တယ်ပေါ့နော်အဲ့တော့ဒီအချက်လေးတွေကတော့ကောင်းပါတယ်နောက်တစ်ချက်ကျွန်တော်ပြောချင်တာကတော့သူကပေါ့နော်ဒီပစ္စည်းလေးတွေနဲ့နားနှစ်ဖက်ကြီးကလော်လို့ရတယ်ဆိုပြီးတော့ပြောကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုမျိုးကလော်တာကိုအားမပေးပြဘူးဘာလို့ဆိုရင်ကျွန်တော်တို့လူနာတွေမှာဆိုလို့ရှိရင်တချို့ဆိုရင်ဒီထိတ်ကဟာလေးပေါ့နော်သူထိတ်မှာတက်ရတဲ့ဟာလေးအဲ့ဒါလေးပေါ့နော်အဲ့ဒါလေးကပြုတ်ထွက်ပြီးတော့ကျွန်တော်တို့နားထဲမှာကြံခဲ့တဲ့လူနာတွေအများကြီးပါအဲ့တော့အခုလိုမျိုးဒါထိတ်ကလည်းသူကဆလီကွန်လေးဆွတ်ထားပေးမယ်လို့ထိတ်ကအချွန်လေးပါတော့ခါကြတော့နားစီကိုထိုးမိရင်နားစီပေါက်သွားနိုင်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟိုနားကိုကြည်ယုံလောက်ပဲဒီပစ္စည်းလေးတွေကိုဟိုတုံးတာကောင်းပါတယ်နာဖက်ကြီးကလော်ဖို့လောက်ထီတော့ကျွန်တော်တိတ်ပြီးလည်းအားမပေးပါဘူးကျွန်တော်တို့ဆရာဝန်တွေမှာဆိုလို့ရှင်လည်းဒါကိုကျွန်တော်တို့အသုံးပြုတဲ့အခါမှာဒါပေါ့နော်အဲ့လိုကြည်ယုံလောက်ပဲသုံးကြတာများပါတယ်ဒီဒါကိုကြည့်ပြီးနှစ်ဖက်ကြီးထုတ်နေတော့ကျွန်တော်တို့ကဒီပေါ့နော်လက်အချိန်စအယူစတွေလည်းလွဲနိုင်တယ်နောက်တစ်ခုကပြောချင်တာကတော့ပေါ့နော်ဒီမကောင်းတဲ့တစ်ချက်ကတော့ဒီကောင်တွေကအယောင်မမှန်ပါဘူးတခါလေဆိုလို့ရှိရင်ကျွန်တော်တို့တွေးကြောလေးတွေထောင်းနေတာလေးကိုဒီမှာတွေးထွက်နေတယ်လို့နီနီရဲရဲဖြစ်နေတယ်လို့เนาะအဲ့တော့အဲ့လိုမျိုးလာပြတော့ခါကြတော့ကိုယ်စိတ်ထဲမှာဒါကိုယောဂါလို့ထင်သွားနိုင်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဆရာဝန်တွေတုံးတဲ့ဒီလိုနားကြီးတဲ့ otoscope လို့ခေါ်တဲ့အရာမျိုးပေါ့နော်အဲ့လိုအရာမျိုးနဲ့ကျွန်တော်တို့ကြည့်တာပို့ပြီးတော့တင့်တော်ပါတယ်အဲ့တော့ဘာဖြစ်ဖြစ်ဒါလေးကတော့ကျွန်တော်တို့ကျမ်းမာရေးအတွက်အသုံးဝင်မဲ့ပစ္စည်းလေးတစ်ခုလို့တော့ကျွန်တော်တို့ထင်ပါတယ်မင်္ဂလာပါကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ရအောင်ကျွန်တော်ကတော့ဒေါက်တာဘုံဖြစ်ပါတယ်